哪杯？来看，你们怎么这个表几表开喏？哎，不要打，我怎么样？我连用来表来都表喏。哎，看你那个在这把人，那还垃圾，马卡哎马差嘛，哪个？ ချဲရောက်နေတာပြောတာပါအေးသူသမီးရုပ်ကလေးဗန်းပြပြီးလှုပ်စားနေ အဲ့ဒါပြောတာကျတို့ကလည်းလာကုန်ပဲကျွေးရလို့အားပေးတာထဲလေးကလည်းစမ်းလို့လေဈေးကရိုက်ဆိုင်ပါရေး အဲ့ဒါပြောတာဗောညီကွာကိုရန်ကုန်တက်ပြီးဝယ်ပါလား မအားလို့ပေါ့အားကွက်ကိုတက်ဝဲတာကြာပေါ့ဟဲ့မပြောရင်ဆိုရင်လာနေပြီ စောင်းနေပဲဟေးပြအောင်မယ် အသက်ရှည်ဦးမခုပဲမမူကြီးတောင်ပြောနေရနော် ဘာလဲကျုပ်ကိုအထယ်ဈေးကြီးတယ်တို့အပေါက်ဆိုးတယ်တို့အကျွေးတောင်းတယ်တို့ပြောတာလား ဟုတ်ပါဘူး မမွန်းစီကအထယ်တွေကတန်လဲတန်တယ်လှလဲလှတယ်လို့ပြောနေကြတာဟုတ်မ မလေးမေးစီရထဲတွေကလေစားရလှလဲလှပြီးသားတက်လဲတက်မှာ ဟုတ်ပါပြီဟုတ်ပါ အာမီရောက်ရုပ်ကိုပဲကြည့်လေ ဒီကနေ့မမဝတ်ထားတဲ့ဥစ္စာလည်းလှရတော့ မလေးဒါ2000မကြုံတော့ဟေးညီတို့ညီတောင်44ညီဆို38ညီဆို40လောက်ဆိုရင်ရမှာတော့ဟဲ့ကြည့်ပါတယ်ပြမယ် လေပြပါဦးကြည့်အောင်ဟဲ့ဘာလို့တလေးอ่ะချမ်းသာတဲ့ ဩပေါချာရညီအစိတ်ကမတင်ဘော ဩ ပေါချာရ အဲ့ဒီကောက်ချမ်းသာပစိုးရရောဆုံးလိုက်လားမမွေးရဲ့ လာမမေတဲတဲတော့လေလာပါအောင်မလည်းကျွန်တော်သိတာလည်းကျွန်တော် တဲ့တော့အမအနီမိုးဝတ်ထားတယ်လို့မျိုးဆိုသမီးဆိုင်ဆို48 50လောက်ဆိုရတယ်ပါတယ်ဆိုင်ပါတယ်တီမိုးပြတ်မှာ အော်ကြိုက်ဘူးတဲ့တဲတဲတော့လေအဲ့ မမဝတ်တာကြိုက်တာလား ဒါလေးကြိုက်တာ ဒီ တဲ့ ဆိုင်ကတော့ရှိဦးမိအဲ့လောက်အကြီးမထွက်ဘူးရဲ့ အော်ဘာအေးမမွေးဒီကောက်မျိုးသွားရဲ့မှာပြီးပါဦး အေးအဲ့လောက်အကြီးအဲ့လိုသူ့အတွက်ကွာချုပ်ခိုင်းရမှာပဲချက်လာပဲချက်လာ မ ပဲ သမီးအဲ့လောက်လည်းမဝပါဘူးရှင်ရလဲ နင်းလေကိုကြီးလင်းဝင်းနေကြချမ်းသာပစိုးလေးတွေပါတယ်မလား မလေးပါတာပေါ့ကိုကြီးလေးရဲ့ဒီမှာလေချမ်းသာမစိုးတွေမှာအများကြီး လာကြည့်လင်းရဲ့ ဟောအဲ့ဘက်တော့မလာတော့ဘူးလေမခါတော့ရဲ့လှုပ်ရှုပ်နေမှာဆိုလို့ကိုကြီးလင်းနာလေးကိုလာပြပေးပါလားနင်းလေး နေပြပြပေးလိုက်ပြီအေးပြပေးလိုက်မေးဟုတ်ပြီ မခါခင်ဗျားသမီးစကားပြောကြည့်ပြောခိုင်းနော် လေဘယ်ရတာငါသမီးကဦးလင်းကိုလိုက်ပြလိုက်လို့ပြောနော်ဟုတ်တယ်အေးပါ ဟဲ့လင်းရဲ့နေတိုက်တဲ့အစင်နေကြယူလာနောက်ဟဲ့အကုန်လုံးဟဲ့သမီးပြပေးလိုက် မမလာကုန်ပြီနော်သုံးစံတိုင်း အေးပါအေးညီတို့ကလည်းတခါတလေလေးပတ်စံလေးပေးဘူးတိပြောင်ဝယ်ဝယ်ကြည့်ပါဦး ကိုကြီးဒီမှာထက်လေးတွေကိုကြီးကိုကြီးလေးပဲ ခဏခိုင်းမိပါသေးတယ် ကိုချိုင်းနေလေကိုကြီးစင်နေလားကိုကြီး နင်းလေးလား ညီနဲ့အဲ့ရောလိုက်ကိုလိုက်တာတော့ဘုတ်ယူလိုက်တော့ မမကျမဒါလေးယူမယ်နော်အေး အမအော်လို့တဲ့ဦး ဟာနေရပြမအောင်ဟလားမေးသွားပြောမယ်သမီးမေးသွားပြောမယ် ဟဲ့ညီသမီးသားတော့ငါအဲ့လိုကြတော့လဲတက်တယ်နော် အေးတက်တယ်နော်သူပတ်စံပေးဈေးဝယ်ခိုင်းလိုက်တစ်ချက်မှမကွာစေရဘူးတွတ်တက်ချက်တက်ချက် လဲမာလေးဘာလို့ဝယ်ခလိုက် အေးမကြိုက်အေးပါမိဆိုင်ကြီးမှာခိုင်းထားတယ်မိဆိုင်ကြီးမှာခိုင်းထားအေးဒီငါဟဲ့ခါ ညီကချမ်းသာပစိုးအစိတ်နော်ခွေးအစိတ်နော် ဟုတ်တယ်လေ မဟုတ်ဘူးဟေးငါဒီလိုဟဲ့တကြံဥအခါဥဆိုတော့လေရောင်းမလောက်ဘူးလေပစ္စည်းပပိုသာဝယ်ခဲ့မလို့ 30ယူမယ်မမ ဟုတ်ပြီ ဟာလေးစကားမဆက်မမတို့မြို့သွားတော့ကျမသမီးလေးထည့်ပေးလိုက်ချင်လို့ အမေကောဝါလို့မရဘူး အေးရဘူးတော့ချာနေပျောက်ပြူသွားမှဖြစ်ညီသမီးက လို့ပါကစားခွင့်လေးပို့ပေးချင်လို့ကျမမအားလို့ပါ အမေကစားဝဲဖို့ပေးပါအချိန်မရှိဘူးအမေတော့တမီးအထင်ဆိုင်သွားရအောင် အေးဟုတ်တယ် ဟာမ မ မ ပူဟေးငါတို့ YBA တိုးစီမာနဲ့ပါလေညီသမီးစိတ်ချအောင်တော့ငါ ဘာဖြစ်မစီးနဲ့လေတက်စီးနဲ့သွားကျမအကုန်ထည့်ပေးလိုက်မယ် အေးပါမပူကွာ तू အေးမောင်သားမနဲ့ကစားခွင့်သွားမှနဲ့လေဈေးလည်းကြီးတယ်နော်အခုက နဲ့အကုန်သူစိတ်တွေကလုံးကျမလုံးလုံးလောက်ထည့်ပေးလိုက်မယ် အေး နော်ဟိုဝါချင်မအောင် အေးပါခေါ်သွားလိုက်မယ် ပေးပေးမယ်ရ တလေးကိုပတ်စံပေးလို့မရကဘိုင်းလိုက်တွေပေါ့နဲ့ငါယူသွားလိုက်မယ် အမေကသိန်းထည့်ပေးလိုက်သိန်းထည့်ပေးလိုက် အေးဟိုကလေလိုတာရှိလဲငါစိုက်ခဲ့မယ် ဒါကကျမအကုန်ပြန်ပေးမယ် အေးလာသမီးလာနော်အနီမိုးလက်ကိုကိုင်တော့သူများတွေဟိုတုံသေးတွေပါတယ်မိမှာဆိုတော့တော်လေးတို့အမကစားခွင့်နဲ့ခေါ်ခဲ့ရနော်ဟုတ်ပါဆောတော့ အညာကြီးပဲသွား သွားအမစီး ဟိုမှာရှိတယ်သွား နေမယ်သွားအေးရေကမဝဲကျွေးမယ်ဟုတ်လက်ပြမယ်
လက်အမလက်တယ်လို့လက်အမကိုလုံးလေးလေးလာ အဲ့ဒါလားဟဲ့နင်းငါလာခဲ့မယ် တထေးကိုယ်တိုင်ရောင်းပေးရကျေးဇူးတင်လိုက်တာဒီမှာဒီ9000ကျော်တန်လေးတွေကလေ2စီးစီယူမယ်နော်ဟုတ်ဒါလေးက12500ဆိုတမိဒါလေးပြန်ရအောင်လဲဦးအမျက်ကြီးစားလို့ရတာနော်ဘူးလေးတွေနဲ့ဆိုတော့လေဒါလေးကတစ်မျိုး30စီးဒီ73ခွဲတန်လေးတွေကဒါတစ်မျိုး20စီလောက်ဟုတ်ဒါလေးကဘယ်လောက်ဒီဟုတ်တထေးဒီမှာဒါလေးကဘယ်လောက် ဒါ1,400 အော်အေးဒါလေးက20စီလောက်ယူလိုက်မယ် တော့ရ ဒါလေးကရော ဒါလေးကလာပါတယ် ဟမ် အစင်လေးလာတယ်ချားတာကုန်တယ်မယ်မကုန်မလာတယ် သမီးဒါလေးဆိုနဲဦးတင်အောင်လို့ရမှာနော်အမျက်ကြီးစားပြမဆိုးမဲအော်အေးဒါလေးယူမယ်ထမိန်လေးတွေရောကြည့်ချင်နေတာတော့ ကြိုက်တယ်လို့ဟဲ့ဟိုအဲ့ဒါလို့အေးလေးပဲချပေးလိုက်အောင်လေဟာ အာနာဆရာကြီးတပည့်ရဲ့ မရ ဒီမှာနော်အေးတိုက်တယ်နော်အေးတိုက်တယ်နော်ဒေါ်လေးမွန်းပြောနေမေကိုပြန်ပြောမလဲခိုင်ရဲ့မနေသမီးပြန်ပို့ခဲ့ပြီနော်ဒီသမီးမလဲထိုင်ရခက်ပါတော့ပို့ခဲ့တယ်နော်အစုံပါပြီ တော်မ ဟဲ့ ကျမသမီးကိုတိရစ္ဆာန်ဥယျာဉ်မပို့ပဲခွေးပြခဲ့တယ်ဆို ပို့တယ်လေဒေါ်လေးမပို့တယ်လေ ဝုတ်တဲ့ခွေးပြခဲ့တာတဲ့ဒါရှင်လူလည်းမကြားနဲ့လေပြီးတော့ဗါတဲ့ကစားခွင်းဆိုပြီးတော့ပန်းချန်တာအားကစားမှာကလေးကိုလှည့်ခဲ့တယ်စော မဟုတ်ပါဘူး你ချက်ပြပြောပါနဲ့အဲ့ဒါကစားကွင်းပဲလေ ဟာလေဗျာခမရသမီးကိုကူခေါ်ပြီးတော့ထိမ့်ပေးရသေးရဲ့အဲ့လိုတော့မပြောနဲ့လေဗျာ ငယ်ကဘာကိစ္စရှာရှည်နေရတော့သူ့သမီးကိုကြိုက်တိုင်းလာပြီးရှာရှည်နဲ့နေပါတိလို့တော့ तू ကငါသမီးကိုလူလဲကြတာသိလား မဟုတ်ပါဘူးဟဲ့ပို့ပါတယ်နင်ကလေးကမပြောတတ်ပဲနဲ့ ဘာမပြောတတ်မှာလဲဒီလောက်ပြောတတ်နေတာမကြောက်လားရှင်ချမ်းသာပစိုးကိုလည်းရှင်ကနှစ်ဆတင်ထားတယ်စိုးစေ ဒီမဲ့မလဲသိခံနေရနော်ကိုဖောက်တဲ့အိမ်နာနီးချင်းမလို့အမျက်ရမှာရောက်မှာပေါ့နင်ကငါအမျက်ပါပဲနဲ့ရောက်ပါမလား အမျက်ကိုနှစ်ဆအိတင်စရာလားတောင်းတင်ဆိုရပြီပေါ့ နင်ကငါလည်းရောက်လားငါတင်နဲ့အမျက်နင်ကြိုက်လို့ဝဲတာလေ ဝယ်ဘူး ဘာဖြစ်ချင်တော့ဟဲ့နင်ဘာဖြစ်ချင်တော့ငါနင်အမေလေးပါဦးမဟုတ်ဘူးနင်လို့မေ ချမ်းသာဆိုင်ကိုကျမကိုယ်တိုင်တက်ဝဲမယ်တက်ဝဲမလားသွားမယ် တော့ဝဲ လာလာပါ ဘာအမေတော့ငါလဲ မေနင်းလေးလို့မေပါ လေလူပါဝါလို့သမီးတိုင်လိုက်စားသိရမလားကိုယ်တိုင်တက်ဝဲမယ်သမီးလေလား အမေမလောက်ကြပါဦးဘုံရဲ့ငါသမီးလေးတော်လာနဲ့ရောက်မှမျက်စိထက်သွားလို့ဘယ်လိုဖြစ်ရလဲနင်တို့ကြားပြီးနေမှာပေါ့ ကြားတယ်အလင်းနဲ့လိုက်သွားတယ်ဆိုလားပဲ အဲ့ဒါပြောတာငါမာရအတနာမဆိုးပဲရောက်ငါသမီးမဆိုးပဲရောက်ဒင်းအသက်အရွယ်ဒင်းရုပ်ဒင်းရည်ဒင်းအသားရည်နဲ့ငါသမီးနုတော်လေးကိုချင်းကြီး အေးတော့စိတ်ကြီးပါဦးစိတ်ကြီးပါဦးဟဲ့မလာဖုန်းလာတယ်ဖုန်းရမယ်လေပေါ့အေးဖုန်း ပြေလို့လည်းမရအောင်ဘလို့မပြေလို့လည်းမရအောင်ငါသမီးလေးပါနုတော်လေးနင်တို့သိပါလေဟယ်လိုဟေးသမီးဟေးအော်ဆောအပြောမှာပေါ့အမေသဘောတူတယ်လေအမေအဲ့လိုမှတည်းအမေလိုက်ပေးစားအောင်အမေလာတောင်းလို့ရပါတယ်သမီးရဲ့မလေးအခုမှအလုံးတွေရောအပြားတွေရောအချောင်းတွေရောကြာရဲ့အေးသမီးဟုတ်ပြီအမလေးတော်သေးတယ်ငါသမီးလင်းတော့လိုက်တာကိုချမ်းသာပိုင်ရှင်တစ်ထင်းနဲ့တဲ့ထင်းနဲ့ဈေးတော့ဝယ်တိုင်းကောင်သားနဲ့သမီးကိုမျက်လုံးပြုတ်ကြမတန်ကြည်တာကွာဝမ်းသာကြ ချမ်းသာဆိုင်ရှင်တဲ့ဆိုတော့အလျက်ပဲပြောမှာ မူးပြီးများရေရင်းနဲ့ပြုတ်ကြနိုင်လားမသိဘူး မခနင်းလေးယောက်ျားနဲ့လိုက်သွားလား နင်းနဲ့လိုက်သွားမဟုတ်ဘူးလား အဲ့လိုထင်ခံကျင်တာလေဟုတ်ပါဘူးကျွန်တော်နေမကောင်းလို့အိမ်ထဲမှာအိတ်နေတာ အိုးငါတို့ကနေနဲ့လိုက်သွားတယ်ထင်နေတာ အော်
ချမ်းသာပစိုးပိုင်ရှင်နေရလားနေရဲ့ ချမ်းသာ3ဆိုင်တောင်ရှိရနော်ဟိုမှာပစိုးဆိုင်ဟိုမှာ fashion ဆိုင်ဒီမှာကလေးဝတ်တွေအစုံပဲ တုံနေရပဲနော် အေးငါတို့ဟိုဘာတော့နဲ့တွေ့နေမလားမသိ တွေးလောက်ပါဘူးသူသမီးနဲ့ယူတာပဲသူနဲ့ဘာဆိုင်လို့လဲ ဘူးသူသမီးကချစ်စရာလေးပါငါအဲ့ဘွားတော့မျက်နှာကြောမတက်လို့ ဘာဘာပြေးမှာဟုတ်ပါဘူး ဟဲ့အနိကားတို့မတွေ့ရတော့ကြာပြီလာပါဦးအနိကား အဲ့သမီးလေးကကြည့်ပါဦးမတွေ့ရကြလို့လှလိုက်တာနော် အမလေးအနိကားရေကြိုက်တာကြည့်အေးဆေးကြည့်လက်ကားစေးအပြင်ကိုလေပို့ပြီးတော့ရှော့ပေးလိုက်အောင်မ မလေးယုံနေငါသမီးလေးကိုအနိကာ ဒါငါမိမရွာမျိုးတွေလား ဟုတ်တယ် ဟောကျန်တော့ဟေးအိမ်မရွာမျိုးတွေခီးစားနေပေါ့ တွေ့ရဝမ်းသာပါလေ မင်္ဂလာပါ ဟုတ်ကဲ့ဟုတ်အခုဒီမှာကြမ်းအေးတာလေးလည်းကောင်းတယ် ကောင်းတယ် ဈေးလေးလည်းမစိုးနော် ရောင်းရမှာရောင်းရ ရက် မှာ ွက်ထဲမှာဆိုကလေးတွေကပေါ်တယ်ရောင်းရမှာอืม ဟဲ့စီအောင်လောက်စကြောလေးလာဆောပေးစားဟဲ့လာစားအော်ဘသူများလဲမှတ်တာခက်ခါတော့ မမ ဟဲ့ဒါကလေအရင်တော့အန်တီကစတမာအခုလဲငါကစတမာပဲမကင်းပါဘူးငါနဲ့လုတ်ပေးလိုက်အဆင်ပြေအောင်မင်္ဂလာပါရှင်ချမ်းသာပစိုးလို့ဆိုလိုက်တာနဲ့အရေးသွေးကောင်းပြီးအဆင့်ဒီဇိုင်းအမျိုးအစားစုံတဲ့ပစိုးအမှတ်တစိမ့်ဆိုတာအားလုံးသိပြီးသားဖြစ်ပါတယ်ရှင်ချမ်းသာအထက်လက်ကားတိုင်ကြီးရဆိုရင်တော့အရေးသွေးမြင့်ပစိုးတယ်မကပဲအမျိုးသားဝအမျိုးသမီးဝကလေးဝပါတိတ်လုံကြီးဂျိတ်လုံကြီးတမူးလုံကြီးများမှစ၍ပွဲနေပွဲထိုင်ဝမ်းဆက်များပေါ့ပေါ့ပပအိမ်နေဝတ်တဲ့စပန်ဝမ်းဆက်များတီရှပ်များဂါဝွန်များစကတ်များကြားဝတ်ဆိုရင်လည်းတီရှပ် brand အစုံဘောင်းဘီ brand အစုံများနဲ့ကလေးဝတ်ဆိုရင်လည်းအရွယ်စုံ size စုံအဝတ်အထည်များဝမ်းဆက်များစကားအရွယ်အဝတ်အထည်များစသည့်အထည်အမျိုးမျိုးကိုမြန်မာတိုင်းနိုင်ငံလုံးမှာတနေရတဲ့လက်ကားရနိုင်တဲ့အထည်တိုင်ကြီးပဲဖြစ်ပါတယ်ရှင်။တနိုင်တစ်ပိုင်ရင်းနှီးရောင်းချခြင်းသူများမိမိရဲ့အထည်ဆိုင်စတိုးဆိုင်များမှာအဝတ်အထည်များကို fashion ကြဒီဇိုင်းများကိုဈေးနှုန်းတက်မမှန်ကန်နဲ့ပြန်ရောင်းချခြင်းသူများချမ်းသာသာလှမ်းလာခဲ့ပါရှင်။ချမ်းသာအထည်ဆိုင်ရဲ့လိပ်စာလေးကတော့ရန်ကုန်မြို့ဗညာတလလမ်းတောင်မင်္ဂလာဈေးကားထွက်ပေါက်ရှိ121လမ်းထိပ်အမှတ်88 89ဖြစ်ပါတယ်ရှင်။